မောင်ကြီးခေါ်ရလိုက်ခဲ့မလေးနှလုံးသားသစ္စာချွေခိုင်နေတဲ့လက်ကလေးတွေအတူတူရှောက်ဆိုလေးပန်းကလေးတွေဝေးစိတ်လေးလို့အိမ်ကစီသားလေးမာတွင်ချစ်ချင်းမြတ်တာလွန်စရာကဘာနေမြေငကိုရူချစ်ကြည့်လို့မောင်ကြီးခေါ်ရလိုက်ခဲ့လေနှလုံးသားသစ္စာချွေခိုင်နေတဲ့လက်ကလေးတွေအတူတူရှောက်ဆိုလေပန်းကလေးတွေဝေးစိတ်လေးလို့အေးမြသေးတာလေခရောင်းလန်းကိုရှောက်ကြပြီရှင်တွေတက်သေးတီလူသားရှောင်းလန်းရပြီချစ်ချင်းကြိုက်ပန်းလေးပွင့်မို့သက်ဆုံးတိုင်းမခွဲပဲချစ်နေညီကျင်နာယူရသမှုရနေမာလေးမပြင်းမယွင်းအောင်ချစ်ပါမည်ရှေးစကားလေးတွေတီးမောင်သေးမတတိထိုးမည်အပြုံးမပြင်းမမေ့ရပါဦးမေဘဝဆက်ဆက်ရှိလျက်ပါလေတသက်တာရည်စုသစ္စာခိုင်မြဲရှိလို့နေမယ်မေမောင်ကြီးခေါ်ရလိုက်ခဲ့မလေးနှလုံးသားသစ္စာချွေခိုင်နေတဲ့လက်ကလေးတွေအတူတူရှောက်ဆိုလေးပန်းကလေးတွေဝေးစိတ်လေးလို့အိမ်ကစီသားလေးရင်မာတွင်ချစ်ချင်းမြတ်တာလွန်စရာကဘာနေမြေငကိုရူချစ်ကြည့်လို့မောင်ကြီးခေါ်ရလိုက်ခဲ့လေနှလုံးသားသစ္စာချွေခိုင်နေတဲ့လက်ကလေးတွေတူတူရှောက်ဆိုလေပန်းကလေးတွေဝေးစိတ်လေးလို့အေးမြသေးတာလေခရောင်းလန်းကိုရှောက်ကြပြီပြင်းတွေတက်သေးတီလူသားရှောက်လန်းရပြီချစ်ချင်းပြိုင်ပန်းလေးပွင့်မို့သက်ဆုံးတိုင်းမခွဲပဲချစ်နေညီရှင်ဖယားဤတော်တို့သည်တတ္တာသီလစာကပညာလေးဖြာသောတရားအညီအမျှထားရှိပါကုန်သည်ဖြစ်၍သရဏဂောသုံးပါးနှင့်တကွ
ငါးပါးသောသီလတော်မြတ်တို့ကိုထိမ့်သိမ့်ခံယူစောင့်ရှောက်ပြီး၍မင်္ဂလာဥဆွေးကြွေးချိန်ခါကာလ၌သက်ရှိကျမ်းမှာဒီရန်ကွာ၍ဘဝအလျှောက်လုံးဆင်ပြေပါစေခြင်းအကျိုးငါရည်ရွယ်မှန်းထား၍ရမှုရှိသောသံဃာတော်ရှင်သူမြတ်တို့အားမွန်မြတ်လှစွာသောဆွမ်းခဲဘွယ်ဟောစဉ်နှင့်တကွလူဘွယ်ဝတ္ထုစုစုတို့ကိုစက္ကန့်လူတန်းရသောဒါနကုသိုလ်သောက်တည်ရသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်ဤကုသိုလ်ကောင်းမှုစုစုတို့ကြောင့်တပည့်တော်တို့သည်ဒုက္ခခတ်သိချုပ်ငြိမ်းရမှန်ယနေ့ဗံကိုသေမြန်စွာမျက်မှောက်ပြုရပါလိုသည်ရှင်မြတ်တို့ဘုရားဒီနေ့ယခုပြုလုပ်အားထုတ်ရသောကုသိုလ်ကောင်းမှုစုစုတို့၏ဘုရားကကိုရှိရှိဘဝအခုဘဝတို့၌တော်စကြကုန်သောမိဟောင်းဖဟောင်းဘူဟောင်းဘွားဟောင်းဆရာသမားဟောင်းတို့အားစထား၍ပူဆောင်တဲ့အိမ်ဆောင်တဲ့ခြံဝန်းဆောင်တဲ့စိတ်ယုံဆောင်တဲ့လမ်းဆောင်တဲ့ရက်ွက်ဆောင်တဲ့မျိုးဆောင်တဲ့တောဆောင်တဲ့တောင်ဆောင်တဲ့သာသနာတော်ဆောင်တဲ့စရှိသောဓမ္မနကောင်းတန်ကောင်းတို့နှင့်တကွာ30ဘုံကျင်လေကုန်သောဝိနည်းသတ္တဝါပေါင်းတို့အားအမြပြီးဝေပါ၏မြာရ၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာဝမ်းသာခြင်းသည်ဖြစ်ကြပါသည်သောမြတ်ဝေအားလုံးကြာကြာသမျှ